ကောင်းတော့အစားဟာလေထိတ်လန့်လက်ဆူညံပွက်တန်နဲ့ဘာလို့မလဲတရားဝင်သုံးဆွဲခွင့်ရှိရင်ဝေးရစေပါဆိုနင်ရဲ့အပြုံးလေးတွေပဲရှိတာပါဟောလိုက်တာမိုက်ခဲငါဒီညမင်းနဲ့မတီးဘူးနော်ဒီမှာငါတဲလေးနဲ့တော်တင်လို့လားဟမ်အဲ့ဒီလိုမင်းကလေးမျိုးတွေကဇိုးလိုဂေါ်လီထားတွေဆိုတိတ်သွဲနေတာမင်းတို့သုံးအောင်လို့စံရှိကိုထွက်ခဲ့တယ်ဒီကြောင်တော့ဆွဲထွက်သွားလိုက်ပြင်ကောင်းခွဲပြီးပြန်လာနိုင်ဟာကိုကလည်းခံရတော့မယ်ကဲကွာဟုတ်အထက်ပါနော်နင်းနဲ့ငါချစ်သူတွေမဟုတ်တာဘူးအခုလို propose လုပ်တာကြီးကတော့အဆိုင်ကျဲနာတော့ဒီတစ်ခါရှက်ကွဲပြီဟဲ့ဘာကားပြောရှင်ဘယ်လိုလုပ်ပြီးကျမ channel ဝင်လာလဲကျမ channel ပြောစရာမရှိဘူးဟဲ့ကိုဘက်ကတော့ပြောစရာတချို့ခုံတွေကမီးပြင်းတိုက်ပေးရတယ်ကွာအဲ့ဒီအပူမီးနဲ့သူ့ဘဝတစ်ခုလုံးလောင်ကျွမ်းနေပါစေကျမမောင်လေးဘာကြောင့်လောက်ကြံခံရလဲဆိုတော့အဖေကရှင်းနေပြီဘာလို့မဆိုင်တဲ့သူတွေကလိုက်ပြီးဒုက္ခပေးနေရလဲဥယျာဉ်ခေါမင်းနဲ့ပတ်သက်တဲ့လူမှန်သမျှခံစားအောင်ဘာမျိုးတော်ဘာဘောမထူးဘာများကောင်းတာရှိနေကိုချလို့ပါတယ်မေ မိုက်ကေချက်တဲ့ခင်ဗျာဘာဖြစ်ချင်လဲနေရှိကဘာလို့ကျလို့နေအကြောင်းတွေစုံစမ်းနေရတာအကြောင်းရှိမှအကျိုးဆိုတာဖြစ်လာတာအဲ့ဒါတော့ကတာ